မန္တလေးကကောင်းဝိုင်ဝါတစ်ခုမှာမိဘတွေမြင်တွေ့ခွင့်မရခဲ့တဲ့ဇာပနာကျင်းပခဲ့တဲ့ဝန်ထမ်းမျိုးသမီးလေးယောက်မိလောင်မှုမှာအသက်ဆုံးရှုံးခဲ့ရသလိုမိဘတွေဆွေမျိုးတွေကိုယ်တိုင်ကတကြိုခွင့်မရလို့လူတွေတနာကျင်နာခဲ့ရတဲ့မန္တလေးမြို့ကကောင်းဝိုင်မျိုးစစ်ဘာကဝန်ထမ်းမျိုးသမီးလေးယောက်ပါမန္တလေးမြို့ချမ်းရီတာဆန်မြို့နယ်ချမ်းရီတာဆန်မြို့နယ်89လမ်း34 33လမ်းကြားမှာရှိတဲ့ကောင်းဝိုင် Live Music Bar ဟာမေလ28ရက်နေ့နက်9:48မိနစ်ခန့်ကမိလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်အဆိုပါဘောငလင်းချောင်းစိုင်ပိတ်ထားခဲ့ရတာပါခုခါမှာတော့စိုင်ပြင်ဖို့အတွက်ဂဟေဆောင်းနေခြင်းမိဘကဆိုဖာဘောကိုကြကအဲ့ကနေတဆင်မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်အဆိုပါမီးလောင်မှုမှာအမျိုးသမီးလေးကအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်ကလေးတွေကအစိမ့်တွေမို့လို့ရက်ထိုင်းခိုက်မှာဆိုတော့မနက်ဖြန်တကြုံမှာအမေရိကန်ကလေးတို့ကောလင်းတို့ကနေလာမှာဘလို့မှမမီနိုင်ဘူးစောင့်ခိုင်းစေချင်တာသူတို့ကဆိုင်ခိုက်မှာဆိုလို့မဆောင်ဘူးလို့ယင်းဤသူတချို့ကပြောပါတယ်မီးလောင်ကျွမ်းမှုကြောင့်ဆိုင်မန်နေဂျာတမူးမြို့နယ်ကအသက်30ရွယ်မတ်သူစားလင်းတကောင်းမြို့နယ်ကအသက်22နှစ်ရွယ်မတ်ဆောင်နေဖြူအကင်ဝန်ထမ်းဖြစ်သူပေါင်းမြို့နယ်ကအသက်26နှစ်ရွယ်မတ်သေးစုလိုက်အကင်ဝန်ထမ်းပေါင်းမြို့နယ်ကအသက်23နှစ်ရွယ်မတ်ခက်ခက်ခိုက်တို့ကမီးလောင်သေးဆုံးခဲ့တယ်လို့သိရပါတယ်